ဤပညတ်တိကျမ်း၌အငယ်ဆုံးသောပညုတလုံးပျက်စီးလွယ်သည့်ထက်ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ်၏ဒီမှာပြောတာလဲဆိုတော့နှုတ်ကပတ်တော်တလုံးပျက်စီးဖို့ရန်ထက်တဲ့ကောင်းကင်နှင့်မြေကြီးပျက်စီးဖို့တာရည်လွယ်တယ်ဆိုတော့တဘောကနှုတ်ကပတ်တော်ကဘယ်တော့မှပျက်စီးနိုင်ဘူးဆိုတဲ့အရာကိုတွေ့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဟာလေအမြဲတမ်းနှုတ်ကပတ်တော်ကိုပူပြီးတော့မပျက်စီးနိုင်တဲ့နှုတ်ကပတ်တော်ထဲမှာများများစိန်ထားဖို့လိုတယ်များများနှုတ်ကပတ်တော်နဲ့များများတွားလာဖို့လိုတယ်ကျွန်တော်နှလုံးသားထဲမှာဒီနှုတ်ကပတ်တော်ကိုများများထည့်ထားဖို့လိုတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့နှုတ်ကပတ်တော်ထည့်ထားတဲ့အခါမှာကျွန်တော်ဟာပျက်စီးဖို့မဖြစ်နိုင်ဘူး။ဘာကြောင့်လဲဆိုရင်နှုတ်ကပတ်တော်ကဘယ်တော့မှမပျက်စီးနိုင်ဘူးဖြစ်တယ်။နှုတ်ကပတ်တော်ပျက်စီးလွယ်သည့်ထက်ကောင်းကင်နဲ့မြေကြီးကပျက်စီးလွယ်တယ်။နှုတ်ကပတ်တော်ပျက်စီးလွယ်သည့်ထက်ကျွန်တော်ရဲ့လောကကပျက်စီးလွယ်တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဘယ်တော့မှမပျက်စီးနိုင်တဲ့နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ဟာနေ့တိုင်းမှာသွားဖို့လိုတယ်။နေ့တိုင်းမှာမပျက်စီးတဲ့ပုံစံနဲ့မပျက်စီးတဲ့နှုတ်ကပတ်တော်နဲ့သွားလာတဲ့အခါမှာကျွန်တော်တို့ပုံစံဟာလည်းမပျက်စီးနိုင်တော့တဲ့ပုံစံဖြစ်လာတယ်။ဆိုတော့နှုတ်ကပတ်တော်ကကျွန်တော်အထဲမှာအသက်ရှင်လာတဲ့အခါမှာနှုတ်ကပတ်တော်အတိုင်းပဲကျွန်တော်ဟာအသက်ရှင်တတ်လာမှာဖြစ်တယ်။ဘယ်တော့မှဒီဟာဝမ်းနဲ့ခြင်းတော့ပျက်စီးတော့မှာမဟုတ်ဘူး။စိတ်ပြက်ခြင်းတွေကြောင့်အခြေအနေတွေကြောင့်ပျက်စီးတော့မှာမဟုတ်ဘူးဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်ဟာနှုတ်ကပတ်တော်ကအထဲမှာရောက်တော်လို့ဖြစ်တယ်။အာမင်။ဒါကြောင့်မို့လို့တခြားအရာတွေကပျက်စီးလွယ်တယ်နှုတ်ကပတ်တော်ကဘယ်တော့မှပျက်စီးမှုဖြစ်တယ်။ဒါကြောင့်နှုတ်ကပတ်တော်နဲ့အမြဲတမ်းသွားပါလို့အပေးခြင်းနဲ့အရာတိုင်းကိုဖက်ရှင်ကောင်းကြည့်ပါစေ။